ဟုတ်ကဲ့မင်္ဂလာပါဗျဟုတ်မင်္ဂလာပါအကိုကလေဒီဂီတာဟိုမှလေကာလာလေးနဲ့ဟိုမှလေ flat တန်မှလေအရွက်နဲ့ရွက်ပါဂီတာလေးရှိတိုင်း အော် F1 ဂီတာလေးကိုပြောနေရတယ်နဲ့ရှိပါတယ်ဗျဒီကောင်ကြောက်ပါဗျဒါလေးကအမပြောတဲ့အရွက်နဲ့ရွက်နဲ့ F1 solid dog ဂီတာလေးပါဗျ Yeah boy ဟိုလေညီမဟိုအရင်ကတော့တီးရဲဟိုကလေလက်တင်နာလို့လေအဲ့ဒါဒီလေလက်မှာဟိုကလေ ဒီတည်လက်စွပ်လေးကိုပြောရတာ ဟုတ်တယ် nice ဟိုလေပြီးတော့လေဒီလေဟိုဟာဒီပစ်ဒီလိုကန်ရတဲ့ဟာမဟုတ်ဘဲနဲ့လေဒီကနေကန်ပြီးတော့တီးတဲ့ဟာမဟုတ်ဘဲနဲ့လေ what ဒီတန့်ပစ်လေးကိုပြောရတာ ဟုတ်ကဲ့ တီကိုလေဒီဟိုဟာပေါ့ဂီတာဟိုအပေါက်ပိတ်တဲ့ဟာလေ ဂီတာပေါ့ပိတ်တယ်အော်ဆောင်းဦးကပါကိုပြောရတယ်နဲ့ဒါလေးတော့မသိဘူးဗျ ဟုတ်ကဲ့ဟုတ်